မင်္ဂလာပါကျွန်တော်လွန်ခဲ့တဲ့နှစ်ပတ်လောက်က teacher well-being နဲ့ဆိုင်တဲ့ podcast လေးတစ်ခုလုပ်လိုက်ပါတယ်အဲ့ဒီ podcast လေးကမထင်မှတ်ဖဲနဲ့ဒီကျွန်တော်တို့ Facebook မှာ reach 53k ကျော်သွားတယ်ပေါ့နော်ပုံမှန်အပြင်ကျွန်တော်ရဲ့ post တွေကကျွန်တော်ရဲ့ account ထဲမှာရှိတဲ့ဒီဆက်ဆံမဒီပေါ့နော်များသောအားဖြင့်200ဝန်းကျင်လောက်ပဲဒါ reach ရောက်တာဖြစ်ပါတယ်ဒီတကာ reach ရောက်သွားတာကိုကြည့်ချင်းအပြင်ကျွန်တော်ဗာလေးယူဆလို့ရနေဆိုတော့ဒီ well-being ဆိုတဲ့အကြောင်းအရာကကျွန်တော်တို့ဆရာမတွေအတွက်အင်တာအရေးကြီးနေပေမဲ့ကျွန်တော်တို့ကပြောသင့်တဲ့လောက်မပြောခဲ့ကြဘူးပေါ့နော် awareness မရှိခဲ့ကြဘူးလို့ကျွန်တော်ယူဆလိုက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီ well-being အကြောင်းကိုပို့ပြီးတော့မှစနစ်တကျလေးဖြစ်သွားအောင်အပိုင်းလေးတွေခွဲပြီးတော့မှကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ရှေ့က episode ထဲမှာပြောခဲ့သလိုပဲကျွန်တော်က well-being နဲ့ပတ်သက်ရင်ကျွမ်းကျင်တဲ့သူတရားမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီရှေ့ပြီးသားအကူအကတစ်ခုခုပေါ့နော်ဆရာမတွေအတွက်လည်းလက်တွေ့အသုံးဝင်မဲ့အကူအကတစ်ခုခုကိုရှာလိုက်တဲ့အခါမှာကျွန်တော်အထူးသဖြင့်ဒီ language teacher တွေအတွက်ပေါ့နော်အသုံးဝင်တဲ့ teacher well-being ဆိုတဲ့စာအုပ်လေးတစ်အုပ်သွားတွေ့ပါတယ်အဲ့ဒီစာအုပ်လေးကဒါလက်တွေ့အပိုင်းရောဒီသုတေသနနောက်ခံနေရောအကုန်ပေါင်းစပ်ပြီးရေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းသဘောကျတယ်ပေါ့နော်ဟိုဆက်ဆက်မအများစုလည်းဒီသဘောကျတယ်အသုံးဝင်နေဆိုတဲ့ဟာလေးfeedback လေးလည်းရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီစာအုပ်လေးပေါ်အခြေခံပြီးတော့မှpodcast အပိုင်းလေးတွေခွဲပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်စာအုပ်ထဲမှာအပိုင်း chapter သူကတော့10ခုရှိတယ်ဒါပေမဲ့ဒီ chapter တစ်ခုမှာကိုပြောစရာအကြောင်းအရာတွေအများကြီးဖြစ်တဲ့အတွက်ကြောင့်ဒီ podcast အပိုင်းတွေကကျွန်တော်တို့အများကြီးဖြစ်သွားနိုင်ပါတယ်ဒါကတော့ကျွန်တော်အားလုံးကိုခြုံပြီးတော့ဒါအားလုံးပေါ့နော်ဟိုပြီးမြောက်တော့ကြိုးစားပြီးတော့ပြောကြည့်ပါမယ်အဲ့တော့ဒီတစ်ပတ်အပိုင်း1အနေနဲ့ episode 1အနေနဲ့ကျွန်တော်ခေါင်းစဉ်လေးကပါလဲဆိုတော့အင်္ဂလိပ်လိုပြောမယ်ဆိုရင် it's all about me ဆိုတဲ့ခေါင်းစဉ်လေးပေါ့နော်မြန်မာလိုလွယ်ပြောမယ်ဆိုရင်တော့ဒီကိုရှေ့တန်းတင်တာပေါ့နော်အတ္တနော်ကိုယ့်ရဲ့အတ္တကိုယ့်ရဲ့အကျိုးဒါရှေ့တန်းတင်နေဆိုတဲ့သဘောပေါ့နော်အဲ့ဒီလိုပြောလိုက်တဲ့အခါကျတော့ကျွန်တော်တို့မြန်မာယဉ်ကျေးမှုမှာအထူးသဖြင့်ဆယ်မတွေကိုကျွန်တော်ပြောတဲ့အခါမှာဆယ်မဆိုရင်နာသုံးနာရှိရမယ်လို့ပြောကြတယ်ပေါ့နော်စေတနာဝါသနာအနှစ်နာပေါ့နော်အဲ့ဒီတွေကကျွန်တော်ကအနှစ်နာဆိုတဲ့ဟိုစကားလုံးကိုသိပြီးတော့သဘောမတွေ့ဘူးပေါ့နော်စေတနာရှိရမယ်ဟုတ်တယ်ဝါသနာရှိရမယ်ပေါ့နော်ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ဒါဟုတ်တယ်အဲ့ဒါမှဒါလည်းကျွန်တော်တို့ကဆရာကောင်းတစ်ယောက်ဖြစ်နိုင်မယ်ပေါ့နော်ဒါပေမဲ့အနှစ်နာဆိုတဲ့စကားလုံးမှာကြတော့ဆရာတယောက်ကဟိုသူ့ကိုကျိုးမပါဘဲနဲ့ပေါ့နော်ဆရာအလုပ်ဆိုကြတဲ့ဒါကိုယ့်ရဲ့ကိုကျိုးတည်တံ့ဆိုတာဒါကျွန်တော်တို့ကအတ္တပရဟိုနှစ်ပိုင်းရှင်တွဲနေတဲ့အလုပ်တစ်ခုဖြစ်တယ်ပေါ့နော်ဟိုမြင့်မြတ်တဲ့အလုပ်တစ်ခုဖြစ်ကျွန်တော်တို့ကယူဆထားကြတယ်ဟိုမြင့်မြတ်တယ်ဆိုပေမဲ့ကျွန်တော်တို့ကအနှစ်နာခံကြရမလို့လို့ကျွန်တော်တခုတည်းအမြင်ရပါတော့ယူဆတယ်ကျွန်တော်ဘာကြောင့်လဲဆိုတော့ပြောပြပါမယ်အဲ့တော့ဟိုအနစ်နာဆိုကြရကျွန်တော်တို့ကကိုဘာလို့ငါတို့ဒီအလုပ်ကြီးကိုအနစ်နာခံပြီးတော့အလုပ်နေရတယ်လို့ယူဆလိုက်ရင်ဟိုဒီဟာကိုယ့်ရဲ့စိတ်ထဲမှာဒါ negative feeling နေတာရသွားပြီလို့ပြောလို့ရတယ်ဘာလို့ကိုကအထီးလောက်ကိုဒါပျော်နေတာ enjoy ဖြစ်နေတာမျိုးပဲဖြစ်နိုင်တော့ဘူးเนาะအနစ်နာဆိုကြရပါเนาะဒါကြောင့်အရိယာလေးနဲ့ဆန့်ကျင်ပြီးတော့ကျွန်တော်ကကိုယ့်ရဲ့ကိုရှေ့တန်းတင်မှာကိုယ့်ရဲ့အတ္တကိုရှေ့တန်းတင်မှာအဲ့တော့ကိုယ့်ရဲ့အတ္တဆန်မှာเนาะလွယ်ပြောလိုက်ရင်เนาะလူပြောလိုက်တဲ့ခါမှာနည်းနည်းဟိုတချို့ကတော့ negative ဆန်တယ်လို့တော့ဟိုမြင်ကြလိမ့်မယ် negative ဆန်တယ်လို့မြင်နေမယ်တချို့ဆယ်မတွေရဲ့အထူးသဖြင့်ဆယ်မတွေဆိုရင်အတ္တဒါဆိုရင်ကိုယ့်ဘက်မှာစိတ်မှာဟိုမတုံမတန့်လေးဖြစ်သွားတယ် feel guilty ဖြစ်တယ်လို့ပေါ့เนาะအဲ့မျိုးလေးဖြစ်ကြလိမ့်မယ်ကျွန်တော်ပြောချင်တဲ့ကိုယ့်ရဲ့အကျိုးရှေ့တန်းတင်မှာအတ္တဆန်လိုက်ပါဆိုတာကဒီကိုယ့်ရဲ့ well-being နဲ့ပတ်သက်ရင်အတ္တဆန်လိုက်ပါလို့ပြောချင်တာပါအဲ့တော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ well-being နဲ့ပတ်သက်ပြီးအတ္တဆန်မှုဘာကြောင့်လုပ်တင်တာလဲဆိုတာကိုကျွန်တော်ဆက်ပြောပါမယ်ကျွန်တော်တို့ teacher well-being လို့ပြောလိုက်ရင်ဒီ teacher well-being နဲ့ကျောင်းသားတွေရဲ့ well-being ဆိုတာကျွန်တော်ဒီဆယ်ပြားစီလေးတစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းပန်းပေါ့နော်ရှိသလိုပဲရှင်တွဲနေတာပေါ့နော်ဟိုဘက်ဒီဘက်ရှင်တွဲနေတာဖြစ်ပါတယ်ဆရာတယောက်ရဲ့စိတ်ခံစားမှုတွေဆရာတယောက်ရဲ့
စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဥပမာပျော်ရွှင်နေတယ်ဒါမှမဟုတ်ဒေါသထွက်နေတယ်ဒါမှမဟုတ်စိတ်ညစ်နေတယ်စတဲ့ဆရာတယောက်ရဲ့ mood ပေါ့နော်ဒါတွေပြင်ဆရာတယောက်ကစာသင်တဲ့ခါမှာဘယ်လောက်motivation ရှိတယ် passionate ဖြစ်တယ်ဆိုတာတွေပေါ့နော်စသဖြင့်ဒီခံစားမှုတွေကကျောင်းသားတွေကိုတွားပြီးတော့အလွယ်ကူးဆက်စေနိုင်ပါတယ်ကျောင်းသားတွေကလည်းဆရာရဲ့ emotion ကိုစာသင်ခန်းထဲကိုဝင်သွားတဲ့အခါမှာဆရာတယောက်ကပြုံးပျော်ပြီးတော့ဝင်သွားလိုက်တယ်ဆိုရင်ကျောင်းသားတွေရဲ့feeling ကလည်းအဲ့ဒီဟာကိုကျွန်တော်မှန်လင်းမှကြည့်တယ်လို့ပေါ့နော်ကိုပြုံးပြလိုက်တဲ့အခါမှာပြန်ပြုံးပြလို့အဲ့ဒီလိုမျိုးကူးဆက်စေပါတယ်ဒါကြောင့်မလို့အလွယ်အင်္ဂလိပ်လိုစာကြောင်းလေးပြောမယ်ဆိုလို့ရှိရင် happy teachers make happy learners ပေါ့နော်ဆရာပြောနေဆိုလို့ရှိရင်ကျောင်းသားတွေလည်းပြောမယ်ပေါ့နော်ဆရာကကိုယ့်ရဲ့စိတ်ခံစားမှုကောင်းနေတယ်ပေါ့နော်ကိုယ့်ရဲ့ဆိုလို့ရှိရင်ဆိုတော့ကိုဆရာတယောက်ကပြောနေရဆိုလို့ရှိရင်လူကလည်းပဲလန်းဆန်းတယ်အဲ့တော့ကိုယ့်ရဲ့အုံနောက်ကလည်းပေါ့နော်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အုံနောက်ကလည်းပို့ပြီးတော့မှလန်းဆန်းတက်ကြွပြီးတော့ပို့ပြီးတော့စဉ်းစားတွေးခေါ်နိုင်လာတယ်တီထွင်ကြံစနိုင်လာတယ်ပေါ့နော်အဲ့ခါမှာစာသင်တဲ့ခါမှာလည်းပို့ပြီးတော့မှကောင်းတဲ့နီးစနစ်တွေကိုစဉ်းစားတွေးခေါ်လာနိုင်တယ်ကျောင်းသားတွေနဲ့ပို့ပြီးတော့မှချိတ်ဆက်မိလာနိုင်တယ်ဒီဟာကနေပြီးတော့ပဲတပံဘာဖြစ်စေလဲဆိုတော့ကျောင်းသားတွေရဲ့outcomes ရလဒ်ကိုတွားပြီးတော့မှတိုးတက်စေနိုင်ပါတယ်အဲ့တော့ကျောင်းသားတွေရဲ့ရလဒ်လို့ပြောလိုက်ကျွန်တော်ဒီ academic ပေါ့နော်ပညာရေးဆိုင်ရာရလဒ်တွေကိုမှအမှတ်ကောင်းတာတွေစာမေးပွဲအောင်တာတွေဂုဏ်တူးပါတာတွေလည်းပါလို့ကျောင်းသားတွေရဲ့ဒီ psychologically သူတို့ရဲ့စိတ်ခံစားမှုတွေမှာပါပို့ပြီးတော့တိုးတက်စေနိုင်တယ်လို့ဒါကသူတေသနာရလဒ်တွေပေါ့နော်ပြုလုပ်ထားတဲ့ဟာတွေကနေဒါအတိအကျပြောထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြောပြတဲ့ဟာကိုပြန်ပြောရရင်ခုရှေ့တန်းတင်လိုက်ပါဆိုတာခုရှေ့တန်းတင်လိုက်တဲ့အခါမှာခုအတွက်လည်းကောင်းသွားလို့ကိုယ့်ရဲ့ well being လည်းကောင်းသွားလို့အဲ့ဒါကတဖန်ပြန်ပြီးတော့ကျောင်းသားတွေ well being ကိုလည်းတွားပြီးတော့တိုးတက်စေပါတယ်ဒါဆိုရင်တော့ဒါကြောင့်မလို့ကျွန်တော်ကအနစ်နာဆိုတဲ့စကားလုံးဆိုတာတက် well being နဲ့ပတ်သက်ရင်ကျွန်တော်တို့ကကိုရှေ့တန်းတင်မှုပြောတာဖြစ်ပါတယ်Okay ဒါဆိုရင်ကျွန်တော်တို့က well being ဆိုတာဘာလဲပေါ့နော်ဆိုတာအရင်သိဖို့လိုလိမ့်မယ် well being ဆိုတဲ့စကားလုံးကိုကျွန်တော် dictionary ထဲမှာကြည့်လိုက်တဲ့အခါမှာအပြီးတန်ထဲမှာကြည့်လိုက်တဲ့အခါမှာသူကစကားလုံးလေး၃လုံးနဲ့ပြောပြထားတယ်ပေါ့နော်ဆိုတာ the state of being comfortable healthy or happy စကားလုံး၃လုံးတွေ့လိမ့်မယ် comfortable healthy happy ဆိုတဲ့စကားလုံး၃လုံးပေါ့နော်အဲဒီလိုလေးပြောပြထားတယ်ဒါပေမဲ့ကျွန်တော်ကအဲ့တက်ပို့ပြီးတော့အသုံးဝင်တဲ့ဒီ framework လေးရှိတယ်ပေါ့နော် framework တည်းပေါ့သူကဒီအပိုင်းခွဲပြီးတော့မှဒီ shoot out ပေါင်းစုံကနေကြည့်တဲ့သဘောမျိုးပေါ့နော်အဲ့တော့ well being လို့ပြောလိုက်ရင်ကျွန်တော်အဲ့ဒီအကြောင်းကိုရှေ့က podcast ထဲမှာလည်းပြောခဲ့ပါတယ်ကျွန်တော်ဒီအတူကောင်းစကားလုံးလေးသုံးမယ်ဆိုရင်တော့ PERMA ဆိုတဲ့စကားလုံးပေါ့နော်Palmer framework ပေါ့နော်ဆိုတဲ့ဟာလေးရှိပါတယ်ကျွန်တော်ဒီမှာထပ်ပြီးတော့ပြောပါမယ်P ဆိုတာကတော့ဒီ positive emotion เนาะ positive emotion ဆိုတာပျော်နေရဆိုတာတက်အများကြီးပို့တယ်ဗောနော်ကိုကဒါပျော်နေဆိုတဲ့တဲ့အောင်ဂုံယူနေတယ်စိတ်ထဲမှာကြည်လင်နေတယ်စိတ်ကpride ဗောနော်ဒီဟာနဲ့ပတ်သက်ပြီးကိုဂုံယူနေတယ်ပျော်ရွှင်နေတယ်ကြည်နူးနေတယ်စသဖြင့်ဒီလိုမျိုးအပြုသဘောဆန်တဲ့ emotion တွေဗောနော်စိတ်ထဲမှာခံစားနေရတယ်ပေါ့နော်ကိုယ့်ရဲ့အလုံးနဲ့ပတ်သက်လို့ဒါမှမဟုတ်ကိုယ့်ရဲ့လက်ရှိအနေထားပေါ့နော်ကိုယ်အဲ့ဒီလိုဖြစ်နေပြီလားဆိုတာကိုဒီပထမပီနဲ့ချိန်ထိုးကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခု engagement ပေါ့နော် engagement ဆိုတာကကိုလုပ်နေတဲ့အလုပ်ပေါ့နော်အလုပ်မှာကိုကလုံးဝကိုအာယုံဇံဝင်စားနေတယ်ဆိုတဲ့သဘောပေါ့နော်တွေးကြည့်ပေါ့နော်ကျွန်တော်တို့အပြင်မှာဥပမာကိုသဘောကျတဲ့အလုပ်တစ်ခုကိုလုပ်နေတဲ့အခါမှာကိုဝါသနာပါတဲ့ဟာတစ်ခုခုပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီဟာကိုလုပ်နေတဲ့အခါမှာအချိန်ကုန်လို့ကုန်သွားမှမသိလိုက်ဘူးပေါ့နော်ကိုကဘာလို့ဆိုအဲ့ဒီဟာထဲမှာနှင်းမျောပြီးတော့ဇံဝင်စားနေတာဟုတ်စာသင်တာလည်းအဲ့ဒီတိုင်းပေါ့နော်ကိုယ့်ရဲ့ well being ကောင်းမကောင်းဆိုတော့အဲ့ဒီ engagement ဆိုရဲlevel ပေါ့နော်စကားလုံးလေးရဲ့ level နဲ့တိုင်းကြည့်လို့ရတယ်ပေါ့နော်ကိုဘယ်လောက်ကိုယ့်ရဲ့အလုပ်ကို enjoy ဖြစ်လဲပေါ့နော်စာသင်တဲ့အထဲမှာဇံဝင်စားနေတာနောက်ဆုံးကြောင်းဆင်းပြီဆိုတော့အချိန်ပြည့်ပြီဆိုတော့ခေါင်းလောင်းကြတော့မှပြည့်သွားပါပြီလားဆိုတာသတိထားမိတယ်လို့မျိုးပဲပေါ့နော်ဒါကတော့ဒုတိယတစ်ခု
နောက်တစ်ခု R ဆိုတာကတော့ relationships ပေါ့နော်ဒီဟာကတော့ကိုအကြောင်းမှာရှိတဲ့ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေအကြောင်းသားတွေနဲ့ပတ်သက်ပြီးတော့ကိုမှာအပြူသဘောဆောင်တဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာမျိုးပေါ့နော်အဲ့ဒီလိုဆက်ဆံမျိုးရှိပြီလားဆိုတာကိုလည်းကိုယ့်ရဲ့ well-being ရဲ့ criteria တစ်ခုအနေနဲ့တိုင်းတာကြည့်လို့ရပါတယ်နောက်တစ်ခု M ကတော့ meaning ပေါ့နော် meaning ဆိုတာကကိုယ့်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့သူတို့ကိုလုံနေတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ဒါအထိပ္ပယ်ရှိရလားပေါ့နော်အချိန်တိုင်းလခွင်လစာရလို့လုံနေဆိုတာထပ်ပေါ့နော်ဒီအလုပ်ကိုလုပ်ရတာကိုယ့်အတွက်ကိုယ့်ဘဝအတွက်အထိပ္ပယ်ရှိလားအဲ့ဒီလိုမျိုးအထိပ္ပယ်ရှိတယ်လို့ခံစားနေရတယ်ဆိုရင်လေဒါ well-being ရဲ့လက္ခဏာတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခု A ဆိုတာတော့ဒီ accomplishment ပေါ့နော်ဆိုတော့အလွယ်ပြောမယ်ဆိုရင်တော့အောင်မြင်မှုလို့ပြောလို့ရတယ်ပေါ့နော်အောင်မြင်မှုကိုခံစားရတာအောင်မြင်မှုလို့ပြောလိုက်ကျွန်တော်ကအကြီးအကျယ်ကြီးတွေပေါ့နော်ယာရူကြီးတွေတိုးမှာတော့ပေါ့နော်ဒီလိုမျိုးအောင်မြင်မှုကြီးတွေပြောချင်တာမဟုတ်ဘူးပေါ့နော်အောင်မြင်အသေးလေးတွေကစားပေါ့နော်တစ်ခုခုလုပ်ပြီးသွားတိုင်းမှာအဲ့ဒီကနေပြီးတော့ဒီ sense of accomplishment ရတာမျိုးပေါ့နော်ဆိုပါစို့ကျွန်တော်တို့ကသင်ခန်းစာတစ်ခုကိုကျောင်းသားတွေတက်ကြွနဲ့ပါဝင်အောင်ပျော်ပျော်ရွှင်ရွှင်သင်လိုက်နိုင်ပြီဆိုရင်လေသင်ခန်းစာတစ်ခုပြီးသွားတဲ့အခါမှာရတဲ့ feeling ပေါ့နော်လိုမျိုးပေါ့နော်ကိုတီဟာတော့အောင်မြင်လောက်လိုက်နိုင်ပြီဆိုတဲ့ဟာမျိုးဒါမျိုးအသေးလေးတွေကစားပေါ့နော်အောင်မြင်တယ်လို့ခံစားနေရတယ်ဆိုလို့ရှိရင်ဒါလည်း well-being ရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်ဒါတော့ well-being ကိုကျွန်တော်တို့ framework တစ်ခုအနေနဲ့တိုင်းတာလို့ရမယ်စကားလုံးလေး၅လုံးဖြစ်ပါတယ် BERMA အဲ့တော့ဒီကနေကြည့်ချင်းရပြီကျွန်တော်တို့က well-being ဆိုတာပျော်ရွှင်နေရဆိုတာထက်အများကြီးပိုတယ်ပေါ့နော်ဆိုတော့ဒါက well-being ဆိုတာကကိုလှုပ်နေတဲ့အလုပ်ကအထိပ္ပယ်ရှိရလားကိုလှုပ်နေတဲ့အလုပ်မှာကိုအနေနဲ့အပြူသဘောဆောင်တဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်လားဆိုတာဒါမျိုးတွေဒီကျွန်တော်တို့ကတွားပြီးတော့လွှမ်းခြုံပါတယ်အဲ့တော့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ well-being အရေးကြီးကြောင်းနဲ့ well-being ဆိုတာဘာလဲဆိုတာအကျဉ်းချင်းလေးသိသွားမယ်ထင်ပါတယ်ဒီတစ်ပတ်ရဲ့ focus ကတော့ကျွန်တော်တို့ well-being လို့ပြောလိုက်ရင်တယောက်နဲ့တယောက်ရဲ့well-being ဘယ်လိုပြောမလဲ shoot down နေအထူးသဖြင့်ဒီကဏ္ဍတွေမတူကြဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဥပမာ well-being ဆိုရင်ဥပမာကျွန်တော်ကဒီ positive relationship ပေါ့နော် with my colleagues ရှိတာပို့ပြီးတော့မှ well-being အတွက်အရေးပါတယ်လို့မြင်လိမ့်မယ်ဒါပေမဲ့တချို့ကြတော့မဟုတ်ဘူးဒီအောင်မြင်မှုပေါ့နော် accomplishment ဖြစ်တာကိုပို့ပြီးတော့မှ well-being ဖြစ်တယ်လို့ယူကြလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီ activity လေးတစ်ခုဆက်ဆံမှာတော့ပေးပါမယ်ဒီဟာကိုကျွန်တော်ခေါင်းစဉ်လေးကတော့ my version of well-being ပေါ့နော်ကိုယ့်ရဲ့ well-being နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင် version ပေါ့နော်ဒါလေးဆက်ဆံမှာတော့လေကျွန်တော်ကရေးစီချင်ပါတယ်စာအုပ်လေးထဲမှာပဲဖြစ်ပေါ့နော်ဒါဇာတ်လေးပါပဲရိုးရှင်းလေးပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီဇာတ်လေးကိုcomment မှာလည်းချပေးထားမယ်ဒီဗီဒီယိုကြည့်နေတယ်ဆိုတဲ့သူတွေဆိုရင်တော့ဗီဒီယိုမှာလည်း screen မှာလည်းတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဇာတ်လေးမှာကိုယ့်ရဲ့ well-being table လေးမှာဘာတွေပါမလဲဆိုတော့ကျွန်တော်ပထမဆုံး column မှာဥပမာဆိုပါတော့ဒီ having hobbies ပေါ့နော်ဝါသနာတွေရှိတာဒါမှမဟုတ် socializing with friends ပေါ့နော်တကယ်ချင်းနေနဲ့တော်လာ socialize လုပ်တာပေါ့နော်ဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုနဲ့ဒီ quality time ပေါ့နော်အတူအချိန်ကုန်ဆုံးစေတာစသဖြင့်ဒါမှမဟုတ်တချို့ကြတော့လေကိုခန်းလေးထဲမှာနေပြီးတော့စာအုပ်လေးတစ်အုပ်နဲ့ကွင်းနေရတာသဘောကျတယ်သူလည်းရှိလိမ့်မယ်ပေါ့နော်စသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးဒီအကြောင်းအရာလေးကျွန်တော်ပေးထားတယ်ဘယ်ဘက် column မှာပေါ့နော်ပြီးအဲ့ဒါကိုကျွန်တော်တို့က Sesama အနေနဲ့ဘာလုပ်ရမှာလဲဆိုတော့ဒီကျွန်တော် rating လေးပေးရမယ်ပေါ့နော်ပထမတစ်ခုကအဲ့ဒီအကြောင်းအရာကကိုယ့်အတွက်ဘယ်လောက်အရေးပါတယ်လဲဆိုတဲ့ဥပမာဝါသနာရှိရမယ်ဆိုတဲ့အကြောင်းအရာဆိုပါတော့ဒီဝါသနာရှိရမယ်ဆိုတာကကိုယ့်အတွက်ဘယ်လောက်အရေးပါတယ်လဲ rating ပေးပါ1 to 10ပေါ့နော် rating ပေးရမယ်နံပါတ်2ကကြတော့ဘာလဲဟုတ်ပြီဝါသနာရှိရမယ်ဆိုတာကျွန်တော်အတွက်ဆိုပါစို့7ပေါ့နော်ဟိုလောက်ရေးပါတယ်ဆိုတော့ကျွန်တော်ပြောတယ်ဆိုရင် okay လက်ရှိခြေနေနဲ့ရောကိုကဘယ်လောက်ထိကျေနပ်နေလဲဝါသနာရှိရမယ်ဆိုကိုမှအဲ့လိုမျိုးဝါသနာရရှိပြီလားပေါ့နော်ဆိုလိုတာတော့လေမရှိသေးဘူးအဲ့တော့ဆိုရင်ကျွန်တော် maybe ဒါဆိုရင်ကျွန်တော်1ဖြစ်ချင်းဖြစ်လိမ့်မယ်ပေါ့နော် how satisfied I am with this ဆိုရဒါမျိုးလေးအဲ့တော့အဲ့လိုကြည့်ချင်းအပြင်ကိုကဥပမာဆိုပါတော့
socializing with friends ကကိုအတွက် important အရေးပါတယ်10လို့ကိုပေးထားတယ်ဒါပေမဲ့လက်ရှိချိန်ကြီးကကိုကတိတ်မကြည့်နိုင်ဘူးမှာ3လောက်ပဲရနေရဆိုလို့ရှိရင်ဒါဆိုရင်နောက်ဆုံးအနေနဲ့ okay ဒါဆိုရင်ကိုယ့်ရဲ့ well being ပိုကောင်းဖို့အတွက်ဘာတွေလုပ်ဖို့လိုမလဲဆိုတဲ့အားတွေကိုလက်တွေ့ကျတဲ့ steps တွေပေါ့နော်လုပ်ရမယ့်အဆင့်တွေကိုရှင်းရှင်းလင်းလင်းချရေးရပါမယ်အဲ့တော့ဒီ activity လေးကျွန်တော်ပေးထားလိုက်ပါမယ်ဒါတော့ဒီ develop အတွက်ဆရာတို့အနေနဲ့ကိုယ့်ရဲ့ well being table လေးကိုယ့်ရဲ့ကိုယ်ပိုင် well being လေးတည်ဆောက်ဖို့ဖြစ်ပါတယ် okay အဲ့တော့ဒီဇာတ်လေးကိုပေးရတဲ့ရည်ရွယ်ချက်ကဆိုလိုတာ well being ဆိုတာပုံသိမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီတိုင်းပဲရေးထားလို့ဒီတိုင်းကြီးပဲဖြစ်ရမယ်လို့မဟုတ်ပါဘူးဒါအဓိကကတော့ကိုယ့်ရဲ့ well being ကိုပြန်ပြီးတော့သုံးသပ်ဖို့အတွက်ပေါ့နော်သုံးသပ်စရာလေးရသွားအောင်ကျွန်တော်ဒီမှာဒီ activity လေးလုပ်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်ကိုယ့်ရဲ့ well being နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာရှင်းရှင်းလင်းလင်းလေးဖြစ်သွားအောင်ပေါ့နော်ဒါမျိုးလေးသိသွားအောင်အဓိကကတော့ပြောပြသွားတာဖြစ်ပါတယ်လာမယ့် episode ဒီမှာတော့နောက်ပိုင်းနေမှာတော့ကျွန်တော်ကကိုယ့်ရဲ့professional life နဲ့ပတ်သက်ပြီးတော့ဘယ်လိုစဉ်းစားတွေးခေါ်သင်လဲဆိုတဲ့အပိုင်းကိုဆက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ကျေးဇူးပါ